ခါတလေကြတော့လေလူတယောက်ကိုမမေ့နိုင်တာဟာမေ့ရခတ်တဲ့အရာတွေကြောင့်ဆိုတာထက်ခက်ခက်ခဲခဲဖြစ်တည်မိခဲ့တဲ့ကိုယ်တန်ရောစင်တွေကိုပြန်ရုပ်သိမ်းပြလိုက်ဖို့နှမျောမိကြတာပါကြိုးခိုင်းထွက်ခွာကြလို့နာကျင်ခဲ့ပြီပဲလေအတိတ်တွေကိုအမှတ်တရတစ်ခုလိုသိမ်းထားတာကကိုယ့်ကိုပူပြီးနာကျင်စေခဲ့တာမွန်ကျက်ပင်ပန်းမှန်းသိလျက်လှုပ်မရှာရခဲ့ဘူးတထွေးတစ်ပိုင်းနဲ့နာကျင်နေရတာကိုပဲနှိမ့်ဆိုင်เสียလို့ဖမ်းဆုပ်တူသိထားခဲ့တာအဲ့ဒီကြားထဲမှာပဲကိုအချိန်ကြာကြီးပျောက်ဆုံးနေတာကိုတတိမိနေခဲ့တယ်ဝမ်းနေခြင်းနာကျင်ခြင်းဆိုတာတွေကပုံကြီးရှိပြီးတိတ်ထားနေတဲ့ပကြီးကားချက်တွေမှမဟုတ်တာဒီတော့အချိန်ရဲ့စေချောခြင်းကိုစောင့်ပြီးရင်ကိုယ်စိတ်ကလည်းတည်ငြိမ်မှုကိုရှာရမှာပေါ့သူမရှိရင်မဖြစ်နိုင်ဘူးလို့စိုးရိမ်ကောင်းစိုးရိမ်မိနေမယ်အားလုံးပြီးဆုံးပြီးတော့လေရှင်သန်မှုနဲ့အတူသူမရှိလဲဖြစ်ခဲ့တာ